အားလုံးပဲမင်္ဂလာပါရှင်ပေါင်းနေထိုင်ကိုသွားလေတော့ချင်းမိုက်မြို့မှာစားခဲ့တဲ့ရေခဲမှုကြော်ပါရေခဲမှုကြော်ကထူးထူးဆန်းဆန်းပေါ့နော်ဒီမှာဆိုလဲရပါတယ်ဒါပေမဲ့ထူးထူးဆန်းဆန်းဆိုတာဘာလေးလဲဆိုတော့ကောင်းလေးချောလေးကြော်ရေခဲမှုကြော်ကိုစားခဲ့တာဖြစ်ပါတယ်ဘက်ကဒီမှာ topping လေးကတော့ဘာလဲ blueberry တီလေးနဲ့ပေါ့နော်အဲ့လေးနဲ့စားမယ်တစ်ခွက်ကို119ဘတ်ပေးရပါတယ်တခြား topping တွေထပ်ဖက်မယ်ဆိုတော့20 30 40 50ဘတ်တွေအမျိုးမျိုးရှိပါတယ်ရေခဲမှုဖြော်ထားတဲ့အရည်တွေကိုပေါ့နော်blueberry တီလေးနဲ့ထည့်လှည့်ပြီးတော့သူကလေးအဲ့လိုလေးသူ့ရဲ့ကြော်တဲ့ဇွန်းလေးအဲ့လိုထအဲ့လိုဆောင်းပြီးအားရပါရတွေအဲ့လိုဆောင်းပြီးတော့ကြော်တာပါရှင်ကဲကြည့်ပါအောင်အားရပါရဖြစ်ရလားရှင်အဲ့လိုဆောင်းပြီးတော့အဲ့လိုဘယ်လိုပြောမလဲအဲ့လိုချစ်ပြီးကြော်တာလားဆောင်းပြီးအဲ့လိုထိုးပြီးတော့ကြော်ရလားမသိဘူးအဲ့လိုကြော်ရင် blueberry လေးကနေပျော်ပြီးအရေခဲမှုတွေရတယ်ခဲပြီးအဲ့လိုတဖြည်းဖြည်းလေးနဲ့အဲ့လိုအဖက်တွေဖြစ်သွားပထမတော့အရေတွေပဲဒါနဲ့တော့အဖက်လေးဖြစ်သွားတယ်blueberry ရေခဲမှုကြော်လေးရပါပြီသူကအဲ့လိုလှိမ့်ပြီးတော့အဲ့လိုမျိုးလေးလုပ်လို့တော့အလိတ်ကလေးဖြစ်သွားပါတယ်အဲ့ဒါကိုခွက်ကလေးထည့်ပြီးတော့အဲ့လိုထည့်ပြရပါတော့အဲ့လိုမျိုးပြီးတော့အပကတော့တင်ဖြစ်တဲ့ဝေဖာချောင်းလေးလည်းစားရအချောင်းလေးစိုက်တယ်လေအဲဒါကြောင့်ဝေဖာချောင်းလေးစားပါရဲ့ကဲအားလုံးစားကြရပါပြီရှင်စားကြည့်လိုက်ပါဦးမယ်အရသာအရင်ကောင်းတယ်ထိုင်းကိုရအောင်တစ်ခက်ပြီးလို့ရှိရင် blueberry အရင်လေးလည်းဖြန်းပြပါသေးရဲ့